မောင်ဘိုးတွေတမင်းစားပြီးတဲ့အခါအုတ်ကူကြီးပေါ်မှာပက်လက်အိတ်လိုက်လေးတယ်သူ့ရဲ့မျက်လုံးထဲမှာတော့မမြင်ဘူးတော့သူမိခင်ဖြစ်သူကိုပုံဖော်ကြည့်နေမိတယ်အရက်ထဲကသဘောကောင်းတဲ့ဒေါ်ကြီးများဟာသူမိခင်ရုပ်ပုံကိုပြောပြကြတဲ့ခါမှာတော့မောင်ဘိုးတွေငေးပြီးတော့နားထောင်ခဲ့ဘူးတယ်သူရဲ့စိတ်ထဲမှာတော့အမေဟာကြွားဖျားပွဲမှာကပြဘူးတဲ့အငိမ့်မင်းသမီးလေးလို့တွေးထားခဲ့ဘူးဒီမဟုတ်ပါလားသူကမွေးပေးတဲ့အရက်လက်တဲ့ဒေါ်ငယ်လေးကိုသူ့အမေကြောင့်သွားမေးဘူးလေသဘောကောင်းတဲ့အမေကြီးကသူ့အားစိတ်ရှည်လက်ရှည်ပြောပြနေတာကိုအခုအုပ်ကူပေါ်အိတ်ရင်တွေးနေမိတော့တယ်အမေကြီးတော်ငယ်လေးကျွန်တော်အမေကဘယ်လိုပုံစံလဲဗျမောင်ဘိုးတွေနဲ့နည်းနည်းစင်တာပေါ့ကွယ်အပြိုတော့ကနေမေကပန်းအောင်ကင်တော့ပန်းအောင်ကင်ဆိုတော့အမခင်မေတို့လိုလားမေအဲ့ဒီထထောင်လှပါသေးတယ်တော့ခင်မေတို့လှတယ်ဆိုတာမြခင်လှတာကိုဘယ်မိပတော့ဟုတ်လားကျွန်တော်မြင်မှုကျင်လိုက်တာဗျာအေးဟဲနင်ပြောမှာပဲမြခင်ရောသတိရလားအမေတော်ငယ်လေးမှပြောင်းမှုဆေးလိတ်ကြီးကိုဖွာရင်းအိမ်ရှိမှဝက်ကတ်ချန်စီကိုငေးပြီးတော့ပြောနေတယ်မောင်မိုးတွေကသူမိခင်ဖြစ်သူမှရွာကအလားဆုံးပန်းအောင်ကင်ထလှသည်ဒေါ်ငယ်လေးမှပြောတော့ခါများစွာပီတိဖြစ်နေပြီးတော့မိခင်ရဲ့ပုံရိပ်ကိုစိတ်ထဲ၌ပုံဖော်ကြည့်နေမိပါတော့တယ်ယခုတင်းချိုင်းထဲကအုတ်ကူကြီးပေါ်မှာအိတ်နေတဲ့မောင်ဘိုးထင်ကိုမိခင်သားမြင်ရင်ကျိုးမှာအေကံပင်ဖြစ်တော်တယ်အခုတော့စိတ်ပူသူမရှိကျင်နာသူမရှိသောမောင်ဘိုးတင်တယောက်အုတ်ကူပေါ်မှာတွေးပေါင်းများစွာနဲ့အိပ်ပျော်သွားလိပါတော့တယ်အခန်းကမောင်ဘိုးတင်အုတ်ကူပေါ်မှာအိတ်နေလေအကင်းပါအေးဆက်တဲ့မောင်ဘိုးတင်ရဲ့နားထဲကိုတိတ်ရွက်တိတ်ကိုင်းများကိုနင်းလန်ကြားရ၍ထထိုင်လိုက်မှအိမ်မုံဝိုးတဝါဖြစ်နေသောမောင်ဘိုးတင်မျက်လုံးဟာချက်ချင်းမပွင့်သေးပြီလမ်းနဲ့ပို့လိုက်တော့မှအတန်အသင့်ပွင့်လာပြီးမိအိမ်အလင်းအောင်တစ်ခုကသူ့နာကတ်လာလေအဲဒီကမောင်ဘိုးတင်ကလွယ်အိတ်ထဲမှာလေးခွာကိုထုတ်ပြီးလောက်စာကိုအသိပြင်ထားလိုက်တယ်မောင်ဘိုးတင်တရေတစီများကိုမကြောက်ပါရွာနီးချုပ်ဆက်တွေနွားများပျောက်သည်တရင်ကြားတော့ကြောင့်နွားသခိုးများဖြစ်နေရင်ပြစ်မီလို့တွေးထားခြင်းဖြစ်တော့တယ်